ဒါလုံးမနီမှာရှိတဲ့မြန်မာကျောင်းတိုက်ပဲဖြစ်ပါလေမြန်မာဖုန်းကြီးကျောင်းဒါပေမဲ့ကိုဗစ်ကျောင်းပိတ်ထားတယ်လို့ပြောတယ်ဝင်လို့တော့မရဘူးဒါထက်ကမြန်မာပဏိတာယာမကျောင်းပဲဖြစ်ပါတယ်ဒါဂိတ်ဝင်ဟောမှာပဏိတာယာမကျောင်းဖွင့်တယ်သူများနိုင်ငံတွေအကုန်လုံးဖွင့်တယ်ကိုမြန်မာကျောင်းကကျောင်းတိုင်းရောက်တိုင်းအကုန်လုံးပိတ်ထားတယ်ကိုလည်းမတက်နိုင်ဘူးတော့ဝင်လို့လည်းမရဘူးမြန်မာကျောင်းတော့တကျောင်းတွေ့တယ်မြန်မာရွှေကျောင်းတော်ကြီးတဲ့ဒါပေမဲ့လည်းဝင်လို့မရဘူးအကုန်ပိတ်ထားတယ်ဒီပြကျောင်းတွေအကုန်လုံးကဖွင့်တယ်ကိုမြန်မာကျောင်းတစ်ခုပဲပိတ်ထားတယ်ဒီကျောင်းတော့ရန်ကုန်တိုင်းခိုင်မြို့နယ်ဓမ္မယုံဥကျော်သိန်းဒေါ်ရီနုကနေပြီးတော့ကောင်းမှုရဲ့ကျောင်းလေးရောက်တုံးလေးရိုက်ချင်လို့ခက်ခက်ခဲခဲလာရိုက်ရတယ်မှာကျောင်းထဲကနေပြီးတော့တင်များကျောင်းတွေအကုန်ဖွင့်တယ်ကိုကျောင်းလေးတစ်ခုပဲမဖွင့်ဘူး